ကွယ်ဒီနေ့ညအတွက်အိယာဝေပုံမြင်လေးကိုဆရာမရွေးချယ်ထားတာကတော့တော့ကျွက်လေးနဲ့မြူးကျွက်လေးတဲ့တခါတုန်းကကြီးလက်တော့ရွာလေးတရွာမှာတော့ကျွက်လေးတကောင်းရှိတဲ့ဒီနေ့တော့ကျွက်လေးနဲ့ငယ်ချင်းမြူးကျွက်လေးဟာရွာကိုအလဲလာတဲ့ကွယ်တော့ကျွက်လေးလဲတငယ်ချင်းမြူးကျွက်လေးကိုရွာထွက်စားစာတွေနဲ့အခဏပေါ့မြူးကျွက်လေးကမင်းကျွေးတာတွေကအရသာရှိလိုက်တာကွာဒါပေမဲ့တို့အပြန်မြို့ကိုနင်းလိုက်ခဲ့ပါလားတို့မြို့မှာမင်းတခါမှမစားဘူးတဲ့အစားအစာတွေအများကြီးရှိတယ်မြို့မှာကတို့စားချင်တာတွေစားရဖို့တစ်ခါတလေစွန့်စားရတယ်ကိုစားရတယ်ဆိုပေမဲ့အစားအစာတွေကအရသာတိတ်ရှိတာပဲလို့ပြောတယ်ဒီတော့စားမှတ်တဲ့တော့ကျက်လေးကတိတ်တောင်မစင်စားတော့ပဲညွတ်ကျွက်လေးနဲ့အတူမြို့ကိုလိုက်ဖို့ဆုံးဖြတ်လိုက်တဲ့ကွာကြည့်ပါဦးမြို့ကျွက်လေးနဲ့တော့ကျွက်လေးတို့နောက်တစ်နေ့နဲ့ရောက်တော့ကျွက်လေးနဲ့မြို့ကျွက်လေးတို့အတူတူမြို့ကိုသွားကြတဲ့ဒီလိုနဲ့မြို့ကိုရောက်တော့ညတောင်ရောက်နေပြီလေမြို့မီးရောင်စုံတွေနဲ့တိတ်လာတဲ့မြို့ကြီးကိုကြည့်ပြီးတော့ကျွက်လေးကတိတ်ပျော်နေတာပေါ့မြင့်ကျက်လေးကတော့ကျက်လေးကိုအိမ်စီခေါ်သွားပြီတင်ခဲတွေပေါမုံတွေယူကျွေးတယ်တင်ခဲတွေပေါမုံတွေကအရသာရှိလိုက်တာတို့တော့တစ်ခါမှစားဖို့ပါဘူးကွာလို့ပြောပြီးတော့ကျက်လေးကလည်းအားရပါရစားလိုက်တဲ့ဒီအချိန်မှာမန်ဖီနေတဲ့ကြောင်ကြီးတကောင်သူတို့အနာရောက်လာတော့ကြွက်ကလေးတွေလည်းအမြန်ထွက်ပြေးရတာပေါ့ကံကောင်းတော့ကြောင်ကြီးရံကသူတို့လွတ်သွားတယ်နောက်တစ်နေ့ကျမြို့ကြွက်ကလေးကတော့ကျက်လေးကိုစားတော့ဆိုင်ခေါ်သွားတယ်ဆိုင်ရှင်မသိအောင်အစားအစာတွေယူနေတော့စပွဲတို့ကသူတို့ကိုမြင်သွားပြီးအဲ့ဖက်တယ်လीကြွက်ကလေးတွေလည်းအသက်ဘေးကလွတ်အောင်ပြေးရပြန်တာပေါ့ပြေးရင်းနဲ့လမ်းမှာထောင်ချောက်မိနေတဲ့ကြွက်လေးကောင်ကိုတွေ့လိုက်ရတော့သူတို့လည်းလန့်သွားတာပေါ့ကွယ်ရေပေါင်းများစွာအစာဝဝမစားရတော့ကြွက်ကလေးတွေလည်းဗိုက်ဆာနေတာပေါ့ဈေးထဲမှာအစာရှာစားတော့လေခွေးလိုက်လို့ပြေးရပြန်တယ်နောက်ဆုံးတော့ကျွက်လေးဟာမြို့မှာနေရတာသူ့အတွက်အန်တယ်များလွန်လို့မပြောတော့ဘူးဒါကြောင့်မြို့မှာမနေတော့ပဲရွာကိုပြန်ဖို့ပဲဆုံးဖြတ်လိုက်တော့တဲ့ကွယ်ရွာကိုပြန်ရောက်တော့မှပဲကျွက်လေးဟာစိတ်ချမ်းသာပြီးနေရတာလုံခြုံတဲ့ကွာတဲ့ကွယ်ခုတော့ကျွက်လေးလည်းသူ့ဆိုင်ခင်းလေးသာသူ့အတွက်အကောင်းဆုံးနဲ့အသင့်တော်ဆုံးနေရာလေးပါလားလို့သိသွားပြီလေခေဒီပုံမြင်လေးကိုနားထောင်ပြီးတော့တို့တမီးတို့ဘာတွေရသွားလဲကွယ်တခုခုဒါကြောင့်လို့တခုခုကိုမလုပ်ခင်မှာတခြားစဉ်းစားပါနော်မြို့ပေါ်ကိုတော့ကြက်လေးမလိုက်ပါခင်မှာသူတခြားစဉ်းစားခဲ့မယ်ဆိုရင်စောနာကတွေးခဲ့တဲ့သူများကြောင်စိုးကြီးတွေပြီးတဲ့ခါကျတော့စပွဲထိုးရိုက်လို့လိုက်ဖတ်ပြရတာတွေမဖြစ်တော့ဘူးပေါ့ကွယ်နော်ဒါကြောင့်အကြောင်းအရာတခုခုကိုမလုပ်ခင်မှာတခြားစဉ်းစားပါစကားတွေကိုမပြောခင်မှာတိတ်ချစဉ်းစားပါအိမ်မက်လာမပါစီကွယ်ခုနကနော်